Hello ဒီနေ့ကတော့ပို့တော့ကျွန်မကြီးကြီးပါတော့ပို့တော့အပန်းရောက်တဲ့သူလေးရဲ့အတွက်ပို့တော့အပန်းရောက်ထားပါလိကျွန်မဆက်ပြပါပါ။ဒီဆုံးနှိမ်ခါလေးဆောက်လိုက်ပါရှင်။ပြီးတော့အသေးပုံလေးပို့တော့ခုံဖို့အတွက်အသေးပုံလေးအသေးပုံတော့ဖြစ်တယ်အသေးပုံလေးအဲ့ဒီပို့တော့အဲ့ဒီလုပ်ပြီးဆိုတော့ကျွန်မကအယောက်ကဒီအယောက်လေးလောက်လိုက်ပဲပို့တော့အပန်းရောက်တော့အပန်းရောက်တဲ့ fan လေးတွေတော့ကျွန်မလုပ်ပြရပါ။ကဲပြီးလို့ရှိတော့ဘူးကကျွန်မခုံပြမယ်ပို့တော့သေးပုံထားပါလိဘောသေးဖို့ထားပါတော့ဖြစ်တယ်အပန်းရောက်ထားပါလိတော့ကဲအဲ့လိုခုံလေးရတာပြီโอเคအဲ့ဒါလေးအခြေရโอเคရပြီအဲ့လောက်အစီပြလာတော့ပြီကြပါလေရအစီပြအပေါ်တဖြည်းဖြည်းနဲ့တက်ပြီးတော့အောက်ပြစီစီအဲ့လိုဝိုင်းကြီးပတ်အဲ့လိုလုပ်ဝဲပေါ့တော့ဝိုင်းကြီးပတ်ဒါကြီးအရောက်ပြောင်းရအောင်ပဲတလားကျမလည်းပိတ်ပါโอเคစပြလာခေါ်ရတာအိုးကြာပြီပါဒီအပကြာပြေးတော့ဖြစ်ကြပါโอเคဒီမှာခေါ်ကြည့်တယ်ပေါ့တော့အစီပြပါရဲ့ခေါ်လို့အစီပြရပေါ့တော့အဲ့ဆိုဒါလေးအယောင်လေးပြောင်းပါမယ်အယောင်လေးကတော့အပန်းရောင်လေးပြောင်းလိုက်ပါတယ်ပေါ့တော့အပန်းရောင်ထားပါဆိုအပန်းရောင်လေးပြောင်းပါတယ်ပြီးတော့ဘောလေးပေါ့တော့ဘောတော့ဖြစ်တယ်ဒီ FLL ဟိုပါ FLOOR floor ဟာလား floor လာပါလေမသိကြည့်ပါလေမသိโอเคအဲ့ဒီထားပြီးတော့အပန်းရောင်လေးလောက်လိုက်ပါအကုန်လုံးအပန်းရောင်လောက်ရပါပေါ့တော့ကဲဆိုတော့အဲ့ဒါလေးတဲ့ဒီလေးခေါ်ပြီးတော့ဒီလိုတော့ကျွန်မဒီလိုလေးခေါ်ပြီးကျွန်မလောကကြာတိပြက်လုပ်မယ်โอเคဒီလိုလေးဒီလိုโอเคထားလို့ပါခဲ့ရပါပြီပေါ့တော့အပန်းရောင်လေးဒီလိုပဲလုပ်လိုက်တော့ပဲတကားโอเคဒီလိုပဲလုပ်လိုက်တော့ပဲပေါ့ပြောဘောကာလာပဲဘောကကျွန်တော်ဟိုလိုမျိုးခုတ်ပဲဟာလားဟိုလိုမျိုးခုတ်ပဲဟာလေကျွန်မတို့သိကြလားကျွန်မတို့သိပါတယ်ကဲအော်ဆိုဒီလေးပဲဒီကဲအဲ့ဆိုကဲအယောင်လေးကဒီယောင်လေးဘောတော့ဒီလိုမျိုးရောက်ဖြစ်သွားတော့ပေါ့ပါထားလိုက်တော့ပေါ့နော်အဲ့ဒါထားသွားပြီပေါ့နော်အဲ့ဟိုပါတော့နှစ်ခုလောက်လုပ်လိုက်တယ်အဲ့လိုမျိုးဟာတစ်ခုလုပ်လိုက်ပါဦးပဲခဏလေးပါကဲပြီးပါပြီပေါ့နော်ကဲအဲ့ဆိုတော့ပြီးသွားပြီဆိုတော့currently okay အပြီးသွားပြီပေါ့နော်အဲ့ကြရင်တော့ကျမတို့ကတခြားဟာကျမတို့ခုံရမယ်အဲ့ဒီတော့ခုံမယ်ဆိုတော့မိခါလေးလိုမယ်နော်မိခါလေးထည့်လိုက်ပါမယ်ရှင်ဒီလေးခါနဲ့နှိပ်လိုက်တာโอเคပါကဲရပါဆိုအပန်းရောင်လေးပြောင်းပါမယ်အပန်းရောင်လေးကိုကြတော့အပန်းရောင်ပြောင်းပါမယ်ဆိုမပဲဘလို့ဖြစ်သွားလဲမသိโอเคကျမဘလို့ဖြစ်သွားတယ်မသိဘူးကျမလည်းမသိတော့ဘူးတော့ဒီလိုမျိုးရောင်မပြောင်းလိုက်တော့မေးသွားထားလိုက်တော့ဒီလိုပဲပြောင်းနိုင်မယ်နော်အသေးပုံလေးကိုကြောက်ကျမလေးအသေးပုံလေးကိုလှလှလေးရောင်လေးပြောင်းမိလိုက်ပဲလားโอเคဒါကြတဲ့ပုံကြတော့ဒီပန်းစီရောင်လေးโอเคအပန်းစီရောင်ရတဲ့ကြည်ရတဲ့မျိုးဆိုကြည်ရလေးမပြောင်းပြလိုက်လှသွားပြီပေါ့နော်အဲ့ဆိုတော့အပေါ်တက်ပါတော့မယ်အပေါ်တက်မယ်ပေါ့နော်ပေါ်တက်ပြီဆိုရင်ကျမတို့ဒီမှာဘာလုပ်မလဲဆိုရင်ခွေချီရလေးလုပ်ပေါ့လားခွေချီရလေးချက်စရာလေးခွေချီရလေးရတာ
ခွေးချီရလေးခွေးချီရတဲ့ကြောက်ချီရလားကျွန်မလည်းမသိဘောနော်ခွေးချီရကြောက်ချီရတော့ဒီပါအောင်ရှင်ခွေးချတတ်ပါဘူးထားဝါတဲ့တချို့ကတော်တော်လေးဆောက်ကြကျွန်မတော့တူတလူလူရှိတလူလူဆောက်ပြီးပါလားကျဲလေးထားလိုက်မယ်တလားရှေ့ကိုကြောင့်လည်းဒီပတ်လာအောင်ဒီပတ်လာပါဆိုကဲရပြီပြီးရင်တော့အရာလေးကကြတော့ဒါလေးပြောင်းလိုက်ပဲโอเคအနေနဲ့ခုံရသေးတယ်တလားခုံရသေးတယ်ဆိုကြပါလို့ကျဲအဲ့ကျဲလေးကြီးကြီးလေးလုပ်ပေးလိုက်အဲ့ဒါပါအကိုက်ဖြစ်သွားလည်းရပြီအဲ့ဆိုတော့ရပါပြီခုံးရတော့ပြီဟုတ်တော့ဒီကျမတို့ကဒီဖက်မှာခုံအောင်ပါခုံးမဲဆိုတော့ဟာခွေးချီရလေးပဲထားလောက်လိုက်ပါလားခွေးချီရလေးလှလို့ကျွန်တော်မျက်စိလေးမအောင်ဘလို့နေလဲကျမတို့လှရလို့ပဲမြင်ပါတယ်ဒီချထားတယ်โอเคရပြီโอเคအဲ့တော့မနေ့တော့ရှိလာပြီပေါ့ကျမရဲ့ထားပါရရှိလာပြီဆိုတော့အပေါ်ထက်ပြီးကျမလုံးလိုက်ပါဦးမခဏလေးပါပေါ်လည်းမတတ်မယ်ကဲအဲ့ဆိုကျမဆောက်ပြီးသွားပြီပေါ့နော်ဒီမှာကြည့်လိုက်ဒါအဲ့လိုဆောက်ပြီးတော့ပါပြီအဲ့ဆိုနောက်တစ်ခုဘာလေးဆောက်ရမလဲဆိုရင်တော့ကျမပြပြမခဏလေးပါရှင်ကဲကျမဆောက်ပြီးသွားပြီပေါ့နော်အိမ်ပုံစံလေးကိုဆောက်ပြီးသွားပါပြီဆိုတော့နောက်တစ်ခုဘာဆောက်မလဲဆိုတော့တူလေးကြည့်ပြပါနော်ကဲအဲ့ဆိုတော့ကျမပြီးသွားပြီပေါ့တော်တော်ကြာပါတယ်ပန်းနိုင်ကြီးကတော့ဒီဘက်မှာပဲဖြစ်ပါတယ်ရှင်ကဲခဏလေးပေါ့ရှင်လာတော့မသိပါဘူးကျမလည်းစိတ်ကူးပေါ်ရှောက်ပြီးတော့စောက်ထားဖြစ်တဲ့အတွက်ဒီခပြီးပါโอเคဒီမှာစပင်းကโอเคတန်တန်နာ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 တန်တန်နာနာကဲရပြီပေါ့နော်ပန်းရောင်ထားပါလေးအောင်ရသွားပါပြီအားလုံးကြည့်ရှုပဲကျေးဇူးများတင်ပါတယ်နောက်ပြီးမှပြည့်တွေ့မယ်ပေါ့နော်အားလုံးပဲဘိုင်မှာနောက်ပြီးကြရင်ပေါ့နော်ဒီထားဝါလေးဒီအပန်းရောင်ထားဝါလေးကျွန်မခုတ်ပြပါမယ်အားလုံးပဲဘိုင်